United ပြည်အားလုံးပဲမင်္ဂလာပါအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နေမကောင်းလို့ဗီဒီယိုလုံးဝရိုက်တော့အဆင်မပြေလို့ပါအတန်ဖိုင်လေးနဲ့ပဲတင်လိုက်မယ်ဗျာကဲဂျိုးကြလေးကိုလည်းစားပြီးလို့မှတွားကြညက်တုံးရှိသေးတယ်နောက်ထပ်ဇင်ရောငှက်တကောင်ဝင်လာပြန်ပြီဇင်ရောငှက်ကိုနိုင်ဖို့တက်ကအရန်ခက်ခဲနေတာဖြစ်တယ်လို့ပြောကြတာပဲတချို့ဆက်ကိုင်းဖန်တွေကတော့ကိုရီအိုးထရက်ဖို့ရောက်လာချိန်မှာ4-2ဘရန်အမ်ဘူမိုစောင်းရန်ကောင်းတဲ့ဒီပွဲမှာလုံးဝကျွတ်စင်သူ့ရဲ့ကစားပုံ4-2နော်ရောက်နေဟာလားကျွန်တော်ပြောလားကျွန်တော်အတင်းနေဒီအတင်းကိုနိုင်ဖို့အတွက်ဒီဟာဒီမှာတော်တော်လေးကိုရုန်းကန်နေရတဲ့အချိန်မှာကိုရီကတော့ဒီအချိန်မှာကတော့အေးစစ်စစ်ပဲထမင်းသားရည်တော့ပဲကန်သွားထမင်းသားရည်တော့နော်တီးနုထကန်တော့နိုင်တယ်ဒီလိုအတင်းမျိုးအေးစစ်အဲ့တော့စံချင်းအစ်စ်တွေကိုလည်းထက်ဆက်လက်ချိုးနေပါပြီနီးပြားကြီးအမ်မော်ရင်အနေနဲ့ကသူ့ရဲ့နီးပြ United နီးပြဘဝတစ်လျှောက်3ပွဲဆက်နိုင်ပွဲကိုရရှိသွားပါပြီအဲ့တော့5ပွဲနိုင်လို့ရှိရင် challenge 5ပွဲနိုင်လို့ရှိရင်စပင်ညှက်မယ်ဆိုရယ် challenge ခေါ်ထားတယ် brother လည်းနောက်2ပွဲတာနိုင်ခဲ့လို့ရှိရင်သူလည်းစပင်ညှက်ရတော့မှာပါဒါတော့ပြောသလိုပါပဲစပင်ညှက်ဆိုင်ကောင်းကောင်းပဲရှာထားပါတော့ဟုတ်လားသူများရဲ့အတင်းနေရှုံးလို့အိတ်နေတဲ့အချိန်မှာကိုရီအတင်းကတိတ်တိတ်လေးအေးစစ်စစ်လေးအနိုင်ယူသွားတာအနိုင်သုံးမဲ့ဆိုတာကဒီဟာဒီမှာကိုရီအတွက်ကအရင်ကြီးခက်ခဲနေတဲ့အနေထားမှာတော့ရှိမနေတော့ဗျနေပြအမွန်ရင်ရဲ့လက်အောက်မှာကစားသမားတွေအကုန်လုံးက system တွေကကစားသမားတွေရဲ့ confidence level so high တွေလုံးဝပြောရကုန်မလို့တာဒီလားဒီပွဲမှာဆိုတော်တော်ကောင်းတယ်အပြည့်ပြောစရာဆိုအများကြီးမရှိဘူးကိုသမားစင်လီလာမန်ဒီပွဲမှာလည်းလုံးဝ special lesson ပြသွားတာဘယ်သူမှအပြည့်ပြောစရာမရှိဘူးဒါတော့ဘာလို့လူတော်တော်များများမကြိုက်ကြဘူးဒါတော့လုတ်ပြီးသွားတဲ့အရာအများကြီးကုန်းတယ်အဓိကအနိုင်သုံးမဲ့ရတယ်ကွာဒါပဲလားအရန်ပြောတယ်ညီကိုတို့ပျော်ပျော်ရွှင်ရွှင်နဲ့အိမ်မယ်ကွာကိုကြီးအတင်းရှုံးတော့လဲဝမ်းနဲ့လို့အိမ်မပြောကြအောင်ကိုကြီးအတင်းနိုင်တော့လဲပြုံနဲ့အိမ်မပြောရသူရှိလာဗျာကိုမအမဝင်ရမှတ်ချက်ပြီးတော့ရပါတယ်ကျွန်တော်လည်းနေမကောင်းမှုဆိုတော့နောက်ရက်ကျမှဗီဒီယိုလေးကို AC ပြန်နေပြင်မယ်ဗျာအားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲ connect ပါနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဗျာ